င့်ဘဝမှာလိုချင်တာတွေကိုရဖို့ဆိုရင်ဒီအချက်၃ချက်ကိုတင့်အနေနဲ့မဖြစ်မနေတည်ထားဖို့လိုပါတယ်အဲ့ဒါပါရလဲဆိုတော့နံပါတ်1ကကိုဘာလိုချင်တာလဲဆိုတာကိုတိတိကျကျသိဖို့လိုပါတယ်ဒုတိယတစ်ချက်ကကိုလိုချင်တာတွေကိုရဖို့အတွက်ကိုဘာတွေကိုလုပ်ရမလဲဆိုတာကိုသိထားဖို့လိုပါတယ်တတိယတစ်ချက်ကကိုဒီအရာကိုဘာကြောင့်လိုချင်တာလဲဆိုတာကိုကျွန်တော်တို့ကွဲပြားသိထားဖို့လိုပါတယ်ဒီအရာ၃ခုကိုတင့်အနေနဲ့သိထားပြီးသားဆိုရင်တကယ်ကြီးဝမ်းသာကိုယူပါတယ်တစ်ချိန်တည်းမှာပဲတင့်အနေနဲ့ဒီအရာ၃ခုကိုစနစ်တကျဖန်တီးခြင်းနဲ့ action plan ကောင်းနဲ့ဆက်လက်လှုပ်ဆောင်သွားခြင်းနဲ့ဆိုရင်တင့်အတွက်အခွင့်အရေးတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်လည်း101 coaching free coaching session တစ်ခုရရှိမှာဖြစ်ပါတယ်အဲ့တော့တင့်အနေနဲ့ဒီအရာကိုစိတ်ဝင်စားတယ်ဆိုရင် comment မှာ coaching လို့ရေးခဲ့ပေးပါဦးကျွန်တော်နာမည်စိတ်ရွှေပါ live coach တယောက်ဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေနောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပြပါမယ်အားလုံးပဲ bye bye